ဒီကလေးကနတ်ဖုံမှာနေလာတာနှစ်ပေါင်းထောင်ချီနေပြီဘာလို့ခုထိတေးသေးလေးပဲရှိနေသေးတာလဲဘာလို့မကြီးထွားလာတာလဲလို့နတ်အိုကြီးတွေကအချင်းချင်းတီးတိုးမင်းမြန်းနေကြပါတယ်သူတို့သာဖြေကိုသိရင်အခုလိုခေါင်းခဲနေစရာမလိုတော့ပါဘူးဒီမြေတော်မလေးဟာနတ်ဖုံရဲ့မုံတိုင်းတစ်ခုပါပဲပြီးခဲ့တဲ့တစ်ခေါက်ကလည်းနှစ်ပေါင်းထောင်ချီစူးစမ်းဖော်ဆက်ထားတဲ့နတ်ဆေးလုံးတွေကိုတကြားလုံးလိုစားပစ်ခဲ့တယ်လို့မိစ္ဆာလောကရဲ့စင်ပိတ်တစိမ့်နဲ့နတ်မင်းကြီးရဲ့ဓာတ်မြောင်တွေကိုပါလူယူသွားခဲ့တာပါနတ်အိုကြီးတွေခမညာနှမျောလုံးလို့၃ရက်တောင်မျက်စိမမိတ်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူတို့အစီအစဉ်တစ်ခုဆွဲလိုက်ကြပါတယ်ဒီဆိုးပေမလေးကိုနတ်ဖုံမှာဆက်ထားလို့မဖြစ်တော့ဘူးလေဒါဆိုအဖိုးတို့ကသမီးကိုမလိုချင်ကြတော့ဘူးလားဘဲကိုပို့မလို့လဲလို့သူမကမျက်မှောင်ကျုပ်ပြီးမေးလိုက်ပါတယ်နတ်အိုကြီးတွေကတော့ချော့မော့ပြီးဖြူဟာခင်းပါတော့တဲ့အရန်ပျော်ကိုကောင်းပြီးစားစရာတွေအများကြီးရှိတဲ့လူပြည်ဟာကိုတွားလဲကြည့်မလားအဲ့ဒီမှာဆိုရင်သမီးလေးကအရွယ်ရောက်ပြီးပိုလာလာမှလို့ဖြောင်းဖြကြပါတယ်သူမကခဏစဉ်းစားပြီးတွားမယ်ဒါပေမဲ့အလကားတော့မတွားဘူးလို့ဈေးခေါ်လိုက်ပါတော့တယ်ဒါနဲ့ပဲနတ်အိုကြီးတွေခမညာသူတို့ရဲ့ယတနာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပေးရပါတော့တယ်အဖိုးတန်ကျွင်းစီကနတ်ဆေးလုံးတွေဟဲယွန်းအတော်စီကရှေးဟောင်းဆောင်တွေမကပဲနောက်ဆုံးမှာတော့သူမအတွက်နတ်ဆန်းရည်တွင်တွင်လုံးကိုပါလူပြည်အထိတီးတန့်ဖန်တီးပေးလိုက်ရပါတယ်သူမထွက်သွားတဲ့အချိန်မှာတော့နတ်ပုံတစ်ခုလုံးဟာရှေးလို့နှာချီတန်တွေနဲ့အတူတက်ပြင်းတွေချနိုင်ကြပါပြီသွားပြီအဲ့ဒီမိစ္ဆာမလေးနောက်ဆုံးတော့သွားပြီဝမ်းသာလိုက်တာဗျာနတ်ပုံကနတ်အိုကြီးတွေရဲ့တွေ့ရှင်မှုကတော့အတိုင်းထက်အလုံးပါပဲဒါပေမဲ့လူပြည်ကိုရောက်သွားတဲ့ဒီဆိုးပေမလေးကဘလို့တောင်းကြအောင်မလဲသူမကောတကယ်ကြီးထွားလာပါမလားဇလန်းအဆက်ကိုသိချင်ရင်တော့ကျွန်တော်ရဲ့ဗီဒီယိုကို like လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ပိုင်းမှာလူပြည်ကဆိုးပေမလေးရဲ့အလွဲတွေကိုဆက်လက်တင်ဆက်ပေးသွားမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်တောင်လန်းတွေဘလောက်ကျမ်းပါစေပျောက်ဆုံးနေတဲ့သမီးလေးရှိရှိကိုရှာဖို့မိခင်ဖြစ်သူဟာဘသူကိုမှအာမကိုပဲကိုယ်တိုင်ထွက်လာခဲ့ပါတယ်ငါသမီးတစ်ခုခုဖြစ်ရင်သူတို့အားလုံးကိုတက်ပစ်မယ်လို့ကြုံဝါနေတဲ့သူမရဲ့ဒေါသကတောင်တန်းတစ်ခုလုံးကိုတုန်ခဲစေပါတယ်နောက်ဆုံးမှာတော့သမီးလေးရှိရှိကိုဘေးကင်းကင်းနဲ့ပြန်တွေ့ခဲ့ရပါပြီဒါပေမဲ့ဒီကိစ္စကဒီတင်ပြီးသွားမှာမဟုတ်ပါဘူးသူမရဲ့သမီးလေးကိုအနေနဲ့ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကိုပြန်လဲလက်စားချေဖို့အချိန်တန်ပါပြီရှင့်မယ်မဲဒီအနီးအနားမှာအလောင်းတွေပြစ်တဲ့တောင်ကုန်းရှိလားဝန်ရှိမတ်ရဲ့သမီးရှီယန်ကိုဒီညအဲ့ဒီတောင်ပေါ်ပစ်ချလိုက်မိခင်ဖြစ်သူရဲ့ပြတ်သားတဲ့အမိန့်ကြောင့်သမီးလေးရှိရှိတောင်အမေကတကယ်ကိုအထားကြတာပဲလို့ချီးကျူးမိတဲ့အထိပါပဲအိမ်တော်ကိုပြန်ရောက်တဲ့အခါမှာတော့သမီးပြောက်လို့အကူအညီတောင်းနေတဲ့မယားငယ်ဝန်ရှိမတ်ကိုတွေ့လိုက်ရပါတယ်သူမကသူမရဲ့မယားပြိုင်အဆင့်အတန်းကိုဆွလွတ်ပါမယ်လို့ကမ်းလှမ်းလာတဲ့အခါမှာတော့တခင်မကြီးရဲ့ချင်းရှုကနှာခေါင်းရှုံလိုက်ပါတယ်ငါတို့ရုရှားနိုင်ငံမှာမယားပြိုင်ဆိုတာရှိလို့လားအရှက်မရှိတဲ့စကားတွေလာမပြောနဲ့အဲ့ဒီချိန်မှာပဲအိမ်တော်တခင်ရှိဟုန်နဲ့ရောက်လာပြီးသူ့မယားငယ်ဘက်ကနေရက်တီတာတခင်မကြီးကိုအပြစ်တင်ပါတော့တယ်ဒါပေမဲ့တခင်မကြီးကတော့မနေ့ကသူမသမီးပြောက်တုန်းကသူပြောခဲ့တဲ့ရက်ဆက်တဲ့စကားတွေကိုပြန်မှတ်ရခိုင်းလိုက်ပါတယ်အခြေအနေတွေတင်းမာနေတော့မှပဲသမီးလေးရှိရှိကစာချုပ်တစ်ခုကိုကင်ပြီးထွက်လာပါတယ်လဲမယ်အဖေကိုလဲမလို့အမေဒီကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ရှီဟုန်တွေကတော့တေတာတောင်ကွာမပေးဘူးတေရင်တောင်ရှီမျိုးရိုးတင်ကြိုင်နေပဲဝင်ရမယ်လို့ဟိန်းဟောက်နေပါတယ်ဒါပေမဲ့ညံကောင်းလုံးနဲ့ရှိရှိလေးကတော့အေးအေးဆေးဆေးပဲပြန်ပြောလိုက်ပါတော့တယ်အဲ့ဒါဆိုရှီမျိုးရိုးတင်ကြိုင်တာမရှိတော့ရင်အမေအဲ့ဒီထဲဝင်စရာမလိုတော့ဘူးပေါ့ရှီမျိုးရိုးတင်ကြိုင်ကအရှိတောင်ပတ်မှာနော်သမီးမှတ်ထားလိုက်ပြီကလေးတယောက်ရဲ့နှုတ်ကထွက်လာတဲ့ဒီစကားကရှီမျိုးရိုးတစ်ခုလုံးပျက်စီးတော့မဲ့နမိတ်ပါပဲတိုင်းပြည်ရဲ့အရှင်သခင်မင်းကြီးကိုယ်တိုင်ကရှိရှိလေးကိုချုံမောနေရပါတယ်ဘသူကသမီးကိုစိတ်ဆိုးအောင်လုပ်တာလဲပြောပြအဖိုးအကုန်လုံးကိုအပြစ်ပေးမဲ့လို့မင်းကြီးကဂတိပေးလိုက်တဲ့အခါမှာတော့ရှိရှိလေးကအင်မတန်အားရစရာကောင်းတဲ့စကားကိုပြောလိုက်ပါတော့တယ်ရှိရှိရဲ့အဖေစုပ်ပုံနဲ့ဟိုမိမကိုခွေးကျွေးလိုက်သမီးလေးရှိရှိဟာအဖေရင်းဖြစ်သူရဲ့ရက်ဆက်စွာတောင်ပေါ်မှာစွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့အမှန်တရားကိုမင်းကြီးသိသွားတဲ့အခါမှာတော့တိုင်းပြည်လုံးတုန်လှုပ်သွားရပါတယ်မင်းကြီးဟာချက်ချင်းပဲရှိဟုန်တဲ့ကိုယာရုကနေနှုတ်ပယ်လိုက်ပြီးရှိရှိလေးကိုတော့ခရိုင်တခင်မအဖြစ်ဘွဲနဲ့တက်ရက်ကနေမြေမြောက်များကိုလက်ဆောင်ပေးလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့အိမ်တော်ကိုအဖေတစ်တယောက်ရောက်လာပါတယ်သူကတော့မင်းကြီးရှိမှရဲချင်းရှုကိုလက်ထပ်ခွင့်တောင်းဆိုခဲ့သူပါသူကအိမ်တော်ရှိတယ်သမီးလည်းရှိတယ်လို့မင်းကြီးကတတိပေးပေမဲ့သူကတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ပြန်လျှောက်တင်ခဲ့ပါတယ်သူကွာရှင်းပြီးတာနဲ့ကျွန်တော်မျိုးလက်ထပ်ပါမယ်သူသမီးကိုလည်းကိုသမီးရင်းလို့စောက်ရှောက်ပါမယ်ဒီအဖေတစ်ရဲ့ရုပ်ရည်နဲ့စိတ်ထားကိုကြည့်ပြီးရှိရှိလေးကလည်းအဖေတစ်ကရုပ်ချောတယ်သမီးသဘောတူတယ်လို့လက်မှတ်ထောက်ခံပေးခဲ့ပါတယ်လွန်ခဲ့တဲ့၄နှစ်ကရဲချင်းရှုရဲ့အသက်ကိုကယ်ခဲ့သူဟာရှီဟုန်နဲ့မဟုတ်ပဲအခုသူမကိုလက်ထပ်မဲ့ဝမ်ရဲ့မင်းသားဖြစ်နေတာပါပဲအခုတော့ရဲချင်းရှုနဲ့ရှိရှိလေးတို့ဟာနောင်နာတွေအမုန်းတရားတွေနောက်မှာထားခဲ့ပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ကိုစတင်ပိုင်ဆိုင်သွားကြပါပြီဝမ်ရဲ့အိမ်တော်ရဲ့အခန့်ပွဲမှာတော့ရှီဟုန်နဲ့ဟာသူ့ရဲ့သမီးရှီယန်အားကိုအစွမ်းပြခိုင်းပြီးဝမ်ရဲ့နဲ့အနီးကပ်ဆုံးဖြစ်နိုင်ဖို့ကြိုးစားနေပါတယ်သူဟာဇနီးတဲ့ရဲ့ချင်းရှုနဲ့သမီးလေးရှိရှိကိုနင်းပြီးယာရုတက်ဖို့အရှက်မရှိကြံစည်နေတာပါဒါပေမဲ့ညံကောင်းတဲ့ရှိရှိလေးအတွက်တော့ရှီယန်အားရဲ့စောင်းတီးတန်ဟာနားမခံတာစရာအတန်ဆိုးတစ်ခုလိုပါပဲအမေအမကြီးကရှီဟောင်းဆောင်ကိုထိုးကျိတ်နေတာလားစောင်းလေးတောင်ငိုနေပြီးရှီယန်အန်တီစောင်းလေးတနာဖို့ကောင်းလို့သူ့ကိုဆုလက်ပေးပြီးတားခိုင်းလိုက်ပါအောင်ရှိရှိလေးရဲ့ထက်မြက်လာတဲ့စကားကြောင့်ဝမ်ရဲ့ကိုယ်တိုင်တောင်သဘောကျပြီးရေမောခဲ့ရပါတယ်ရှီဟုန်တွေကတော့သူ့သမီးရှက်ကွဲရတာကိုကြည့်ပြီးဒေါသတွေထွက်နေပါတော့တယ်သူဟာရဲချင်းရှုကိုမင်းကအရေးကိုမသိဘူးငါရာထူးအတွက်မကူညီတဲ့အပြင်ရှိရှိကရန်အားကိုလှောင်နေတာကိုကြည့်နေရသလားလို့
အပြစ်တင်မှုစူးစမ်းပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ရဲချင်းရှုကအရှော့မပေးတော့ပါဘူးရှီဟုံနဲ့မင်းမှာအဆက်ရှိသေးရဲ့လားရှိကရန်အားလောက်မတော်ဘူးလို့မင်းပဲပြောခဲ့တာလေအခုတော့ဝန်ရဲကရှိကိုသဘောကျနေလို့သူ့မျက်နှာကြည့်ပြီးအကက်ခံချင်နေတာလားအဲ့ဒီနောက်မှာတော့ရဲချင်းရှုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ရှီဟုံတွေကိုမျက်နှာချင်းဆိုင်မေးခွန်းထုတ်ပါတော့တယ်ငါ့ကိုကဲခဲ့တာမင်းဆိုတာတကယ်ပဲလားလို့မေးလိုက်တဲ့အခါရှီဟုံနဲ့ဟာထုံးစံအတိုင်းလိန်ညာပြီးဝန်ခံခဲ့ပါတယ်ဒါပေမဲ့အမှန်တရားကိုသိရှိသွားပြီးဖြစ်တဲ့ရဲချင်းရှုကတော့ဆက်ဆုပ်ရွရှာစွာနဲ့ကြည့်ပြီးပြောလိုက်ပါတော့တယ်မင်းငါ့ကိုနှစ်ပေါင်းများစွာလိန်ညာခဲ့တာပဲရှီဟုံနဲ့ငါတို့စရင်ကိုဖြည်းဖြည်းချင်းရှင်းကြတာပေါ့အခုတော့ထွက်သွားတော့သူမရဲ့ပြတ်သားတဲ့စကားတန်ကြောင့်ရှီဟုံနဲ့ဟာတုံလုံးချောက်ချသွားရပါတယ်သူဘလို့လှုပ်တည်သွားတာလဲဆိုတဲ့အတွေးနဲ့အကြောက်တရားတွေကသူ့ကိုစတင်ဝါမျိုးပါတော့တယ်လိန်ညာမှုတွေနဲ့တိဆောက်ထားတဲ့ရှီဟုံရဲ့နန်းတော်ကြီးဟာပြိုလဲဖို့အချိန်တန်ပါပြီးရှိလေးဟာသူမရဲ့မိခင်ကိုပျော်ရွှင်စေမဲ့ပြဆက်သွားကြည့်ရအောင်လို့ပူစားနေပါတယ်တကယ်တော့အဲ့ဒီပြဆက်ဆိုတာကကပြအုံတော်ခံတဲ့အဖွဲ့မဟုတ်ပဲသူတို့ပိုင်တဲ့စားတောက်ဆိုင်ရဲ့ဘေးကမှာလူဆိုးတွေကြံစီနေတာကိုတွားပြီးချောင်းကြည့်ဖို့ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဘေးကကနေနားထောင်နေလို့မှာပဲမယားငယ်ဝန်ရှိမတ်နဲ့ဝန်ရဲ့မင်းသားတို့ရဲ့ရုပ်မာတဲ့အကြံစီတွေကိုကြားလိုက်ရပါတယ်သူတို့ဟာရဲချင်းရှုရဲ့ဘန္တာတိုက်ကိုတိမ့်ပိုက်ဖို့နဲ့ရှိလေးကိုတက်ပစ်ဖို့အထိကောက်ကျစ်စွာကြံစီနေကြတာပါဒါပေမဲ့သူတို့မသိတာကတော့အဲ့ဒီစားတောက်ဆိုင်တစ်ဆိုင်လုံးဟာရှိလေးပိုင်ဆိုင်တာဖြစ်တယ်လို့သူတို့ပြောသမျှကိုတားမိနှစ်ယောက်လုံးကြားနေရပြီဆိုတာပါပဲတစ်ဖက်မှာလည်းရှီဟုံတဲ့ဟာဒုက္ခမျိုးစုံနဲ့ကြုံနေရပါတယ်ရှီမျိုးတင်ချိုင်းဟာမိုးကြိုးခဏအပြစ်ခံရလို့ပြုတ်ပြင်ဖို့ငွေမလောက်ဖြစ်နေတာပါအရှက်မရှိတဲ့ရှီဟုံတဲ့ကတော့ရဲချင်းရှုရဲ့တင်းတောင်းပစ္စည်းတွေကိုခိုးသုံးဖို့အထိကြံစီနေပြန်ပါတယ်ဖះเจ้าကိုရောက်တဲ့အခါမှာတော့အဖေတစ်ဖြစ်ချင်နေတဲ့ဝန်ရဲ့မင်းသားဟာဆရာတော်ကိုအတင်းအဓမ္မတွက်ချက်ခိုင်းနေတာကိုတွေ့လိုက်ရပါတယ်ရှိလေးတို့ဘေးကင်းရဲ့လားဆိုတာသိကျင်လုံးလို့ဆရာတော်ရဲ့လက်ခုံကူတောင်လူယူပြီးတွက်ခိုင်းနေတာပါဒီမြင်ကွင်းကိုကြည့်ပြီးရှိလေးကသဘောကျသွားကကောင်းပါပြီအဖေတစ်အဖြစ်ခိတ္တအတိမတ်ပြုပေးလိုက်မယ်လို့ခွင့်ပြုချက်ပေးလိုက်ပါတော့တယ်ဒါပေမဲ့ဇလန်းရဲ့တကယ်လှုပ်ဝက်ချက်ကနန်းတွင်းဖះเจ้าဆောင်ထဲမှာရှိနေပါတယ်ရှိလေးဟာတယောက်တည်းဖះเจ้าနဲ့ရောက်သွားတဲ့အခါဗီတက်ကလတ်ထိုင်နဲ့အကိုကြီးတယောက်အကြောင်းကိုတွေးပြီးစိတ်မကောင်းဖြစ်နေပါတယ်သူမဟာဘိုးဘွားစင်ရှိမှာရဲဝုန်းမေးခွန်းထုတ်နေတာကိုကြည့်ပြီးဆရာတော်ကြီးတောင်အံ့ဩနေရပါတယ်ဆရာတော်ကြီးနဲ့ဝင်ရဲတို့တိတ်တဆိတ်စကားပြောဖြစ်ကြတဲ့အခါရှိလေးရဲ့ဖြစ်တည်မှုဟာအရာအလုံးကိုပြောင်းလဲစေနိုင်တဲ့တော့ချက်ဖြစ်နေတာကိုသိလိုက်ရပါတယ်ရှိပြန်လာတဲ့ကအရာအလုံးကပြောင်းလဲနေတာကိုသူတို့သတိထားမိလာပါတယ်နန်းတွင်းဖះเจ้าရဲ့နဲ့နေတဲ့နေရာမှာတော့ရှိလေးရဲ့ထူးခြားတဲ့ဖြစ်တည်မှုအပေါ်ဆရာတော်ကြီးကသတိပေးစကားမိန့်ကြားလိုက်ပါတယ်ဒီကလေးကလောကကြီးကိုဖျက်ဆီးမလားဒါမှမဟုတ်အနစ်နာခံပြီးကဲတင်မလားဆိုတဲ့ရလဒ်နှစ်ခုကဝန်ရဲကိုစိုးရိမ်ပူပန်စေခဲ့ပါတယ်ဒါပေမဲ့ဝန်ရဲကတော့သူမတို့သားအမိကိုကာကွယ်ဖို့ဆုံးဖြတ်ချက်ခိုင်းမှနေပါတယ်သူဟာရဲချင်းရှုရဲ့ရှေ့မှာဒူးထောက်မတက်အလေးနဲ့ပြောလိုက်ပါတယ်ချင်းရှုမင်းငါကိုလက်ထပ်သည်ဖြစ်စေမလက်ထပ်သည်ဖြစ်စေငါမင်းတို့နောက်ွယ်မှာအမျက်ရှိနေပေးမယ်ဘယ်သူမှမင်းတို့ကိုအထီးပါမခံစေရဘူးဝန်ရဲရဲ့ရိုးသားတဲ့မေတ္တာကိုရဲချင်းရှုလည်းခံစားမိပါတယ်သူမကလည်းစစ်ဆက်ပွဲကိစ္စတွေကွာရှင်းမှုတွေပြီးပြတ်တဲ့အထိစောင့်ဆိုင်ပေးဖို့တောင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်မှာတော့ရှိလေးဟာဘိုးဘွားရိပ်တာထဲမှာနတ်ဖုံကစိုးပေမလေးပြီးဘိုးဘွားဝိညာဉ်တွေကိုတောင်ဆုံးမနေပါတော့တယ်မင်းတို့ရဲ့ကုသိုလ်အလင်းတန်းကငါးလောက်တောင်မရှိဘူးမရှက်ကြဘူးလားကောင်းကောင်းကြင်ကြံကြမဟုတ်ရင်ကုသိုလ်အလင်းတန်းတွေကိုရိုက်ခွဲဖြစ်မှာနော်ရှိလေးရဲ့အာနာဆက်ကြောင့်ဘိုးဘွားဝိညာဉ်တွေတောင်တုံလုံးကုန်ကြရပါတယ်ရဲချင်းရှုရောက်လာတဲ့အခါမှာတော့ရှိလေးဟာချစ်စရာကောင်းတဲ့ကလေးလေးတယောက်ဖြစ်ချက်ချင်းဟန်ဆောင်လိုက်ပြန်ပါတယ်ဝန်ရဲကလည်းရှိလေးကိုလိုလေသေးမရှိကာကွယ်ပေးမယ်လို့ကြေပေးနေတဲ့အခါမှာတော့ဆရာတော်ကြီးကဘေးကနေပြုံးကြည့်နေပါတော့တယ်အံ့ဩစရာအကောင်းဆုံးကတော့ရှိလေးဟာဆရာတော်ကြီးရဲ့ကံကြမ္မာကိုပါဟောကိန်းထုတ်လိုက်တာပါပဲဆရာတော်လုပ်ခဲ့တဲ့ကုသိုလ်တွေကအကျိုးပေးပြီးဝှကျွေးတွေကျေသွားပြီးဒါပေမဲ့ဒီမှာကအသားစားစရာမရှိဘူးတနာစရာကြီးကလေးလေးတယောက်ရဲ့နှုတ်ထွက်စကားကြောင့်ဆရာတော်ကြီးဟာနှစ်ပေါင်းများစွာထမ်းပိုးခဲ့ရတဲ့ဝှကျွေးတွေကနေလွတ်မြောက်သွားခဲ့ရပါတယ်ရှိလေးဟာတကယ်ပဲနတ်ဘုံကဆင်းသက်လာတဲ့ကလေးလားသူမရဲ့ကုသိုလ်အလင်းတန်းတွေကဘလောက်တောင်အားကောင်းနေလို့ဘိုးဘွားဝိညာဉ်တွေကိုတောင်အမိတ်ပေးနိုင်ရတာလဲဖះเจ้าကအပြန်လန်ခီမှာတော့ရှိဟုံးတဲ့ဟာလူယုံမာပြီးလမ်းပိတ်စီးပြီးအနေရပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရဲချင်းရှုကတော့အလျှော့မပေးပဲသူတားရဲ့ရင်တိုင်မောင်းသွားလိုက်လို့ပြက်ပြက်တတအမိတ်ပေးခဲ့ပါတယ်အခြေအနေတွေရုံးရင်ဆန်ခတ်ဖြစ်လာပြီးရှိဟုံးတဲ့ကသူ့လူတွေကိုပြစ်ထားခဲ့ကထွက်ပြေးသွားတဲ့အချိန်မှာတော့ရှိလေးတို့သားမိဟာအနေအကြားမှာပိတ်မိနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရှိလေးရဲ့ထူးခြားတဲ့စွမ်းအားတွေပေါ်ထွက်လာတယ်လို့ဝမ်ရဲကလည်းအချိန်မီရောက်ရှိလာပြီးရန်သူတွေကိုနှိမ်နင်းပေးခဲ့ပါတယ်ရှိလေးဟာသူမရဲ့အမြင်အာရုံနဲ့ရန်သူတွေရဲ့လှုပ်ဝက်ချက်တွေကိုဖော်ထုတ်ကစိတ်သက်ပိုင်းဆိုင်ရာပါချိုးနှိမ်ပစ်ခဲ့ပါတော့တယ်ရှိမကြောက်နဲ့တော့အဖေရောက်လာပြီးအဖေကာကွယ်ပေးမယ်လို့ဝမ်ရဲကပွေ့ချီရင်းအာမခံလိုက်တဲ့အခါမှာတော့ရှိလေးအတွက်တင်မကပဲရဲချင်းရှုအတွက်ပါစိတ်အေးရမဲ့ခိုးလုံရတစ်ခုရရှိသွားခဲ့ပါပြီ။တရားရသွားတဲ့မိခင်ဖြစ်သူကိုရှိလေးကသူမရဲ့နှစီလုံးလေးတွေကျွေးပြီးကုသပေးခဲ့ပါတယ်ဒီတခြားလုံးလေးတွေကြောင့်ရဲချင်းရှုဟာအံ့ဩစရာကောင်းလောက်အောင်မြင်ဆန်ပဲပြန်လဲကျမ်းမာလာခဲ့ပါတယ်။ဝမ်ရဲဟာရဲချင်းရှုရဲ့ဖခင်ရှိမှာပဲသူတို့သားမိကိုတစ်သက်လုံးစောင့်ရှောက်သွားပါမယ်လို့ဂတိသစ္စာပြုလိုက်ပါတော့တယ်။ကျွန်တော်ကချင်းရှုကိုအရင်ကတည်းကချစ်ခဲ့တာပါရှိကိုလည်းတမီးရင်းလို့စောင့်ရှောက်မှာပါလို့ဝမ်ရဲကပြောတဲ့အခါမှာတော့အဖိုးဖြစ်သူကလည်းကြီးဖြူနဲ့သဘောတူခဲ့ပါတယ်။ထက်မြက်လုံးနဲ့ရှိလေးကတော့အားလုံးကိုတခြားလုံးလေးတွေဝေပေးရင်းတမီးသဘောတူတယ်အမေလည်းသဘောတူမှာပါအဖိုးရောအဖေတည်ရောတခြားလုံးလေးစားကြဦးအရန်စားလို့ကောင်းတယ်နော်ဒီတစ်ခါမှာတော့ဆေးစွမ်းထက်လာတဲ့နှက်စီလုံးတစ်လုံးရဲ့လှုပ်ဝက်ချက်နဲ့အတူမိသားစုတွင်းကမုန်တိုင်းတွေစတင်လာခဲ့ပါတော့တယ်ဒါကနှက်စီလုံးပဲတခြားဘာဖြစ်နိုင်အောင်မလဲလို့ရေရွတ်နေတဲ့အချိန်မှာပဲတစ္ဆာဖောက်လို့နာမည်ကျော်တဲ့ရှီဟုံတွေကအိမ်ရှိကိုရောက်လာပြီးတခင်မနဲ့တွေ့ခွင့်တောင်းနေတယ်ဆိုတဲ့သတင်းစကားရောက်လာခဲ့တယ်တခင်ကြီးကတော့ဒေါသတကြီးနဲ့ပဲသူ့ကိုဝင်ခိုင်းလိုက်စမ်းဘလို့မျက်နှာမျိုးနဲ့လာရဲတယ်လဲဆိုတာငါကိုယ်တိုင်ကြည့်ရသေးတာပေါ့လို့အမိတ်ပေးလိုက်ပါတယ်ဒါပေမဲ့အရှုပ်ထွေးတွေကဒီမှာတင်မပြီးသေးပါဘူးချင်းရှုနဲ့ရှီဟုံတွေတို့ကတရားဝင်မကွာရှင်းရသေးတဲ့အတွက်ဘေ
ဘေးလူဖြစ်တဲ့ဝမ်းရဲကိုခိတ္တရှောင်ပေးဖို့ပြောကြားရပြန်ပါတယ်။တစ်ဖက်မှာလည်းနက်သက်ကြွေလာတဲ့သမီးငယ်လေးကတော့လူပြည်ရဲ့စီးမြင့်တွေကြားမှာစိတ်ပြက်နေရှာတဲ့သမီးလည်းတိုင်းပညာသင်ခြင်းနဲ့လူပြည်ရဲ့နေရာမတွေကသမီးရဲ့နတ်စွမ်းအားတွေကိုတုံးပြီးရန်ဖြစ်ခွင့်မပေးတော့လဲတင်ရမှာပေါ့။တကယ်လို့တိုင်းနဲ့မနိုင်ရင်တော့ပါဆက်ရှိသေးတာပဲနှစ်ပေါင်းထောင်ချီနေလာတာ။စကားနာထိုးတာတော့တခါမှမရှုံးဘူးလို့သူ့ရဲ့အတွင်းစိတ်ထဲကနေကြုံဝါနေခဲ့တာပါ။အခြေအနေတွေကပိုပြီးတင်းမာလာပါတယ်ဖခင်ရင်းဖြစ်သူရဲ့လှည့်ကွက်တွေကလည်းစတင်လာပြီလေရှိဟုတ်နဲ့ဟာဟန်ဆောင်ကောင်းကောင်းနဲ့ရှိသမီးဘာမှမဖြစ်ဘူးမလားကျွန်တော်ချင်းရှုကိုတွေးခွင့်ပေးပါဦးကျွန်တော်တို့ကလင်မယားတွေပဲလေသူ့ဘေးမှာကျွန်တော်ရှိနေတင်တာပါလို့ဆိုလာတဲ့အခါမှာတော့တခင်ကြီးရဲ့ဒေါသကပောက်ကွဲသွားပါတော့တယ်သူလူအုပ်နဲ့ဝိုင်းတိုက်ခံရတော့ကမင်းဘလောက်မြင်မြန်ထွက်ပြေးသွားလဲမင်းကတိမ်မာကြောက်လို့သူသေးတာကိုစောင့်ပြီးသူ့တင်တောင်းပစ္စည်းတွေကိုတိမ့်ပိုက်ချင်နေတာမဟုတ်လားငါသမီးကကံကောင်းလို့မသေးတာလို့ပြင်းပြင်းထန်ထန်တုတ်ပြန်လိုက်ပါတယ်ဒါကိုရှိဟုံနဲ့ကအရှုံးမပေးပဲကလေးမလေးရှိကိုအဖိုးဖြစ်သူရဲ့အမွေနှစ်တွေနဲ့လာပြီးဖျားယောင်းပြန်တယ်ရှိဒါကမင်းအဖိုးရဲ့မိသားစုအမွေနှစ်ပဲအဖေကသမီးကိုပေးမယ်လို့ပြောနေပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာတော့ဒီကလေးမလေးကိုတော့ထိခိုက်အောင်မလုပ်မိစေနဲ့ဦးလို့တမျိုးကြံစီနေပုံရပါတယ်နောက်ဆုံးမှာတော့လှုပ်ဝက်ချက်တွေရဲ့အဖြေကိုရှာဖို့အတွက်လူယုံမာမင်းသားဝန်ချွမ်းဝန်စီသွားဖို့ပြင်ဆင်ကြပါတော့တယ်ဝန်ချွမ်းဝန်ဟာအပြင်ပန်းမှာရင်ကျေးဖြူငါတရားဝတ်စားတတ်ပေမဲ့တကယ်တော့သူဟာအိမ်တော်မှာမရှိဘဲမြို့ပြင်ကတောအုပ်ကြီးထဲမှာလှုပ်ဝက်စွာပုံအောင်နေတဲ့လူယုံမာမင်းသားဝန်ချွမ်းဝန်ရဲ့စံအိမ်စီကိုရှိနေစံအိမ်ရဲ့လှုပ်ဝက်လန်းကနေရှိရလေရောက်ရှိသွားခဲ့ပါပြီ၆ချားခွဲကောင်းတဲ့ညအမောင်ထဲမှာလေးမတိုက်ဖဲတကားတွေပွင့်သွားတဲ့အခါဝန်ချွမ်းဝန်တယောက်ထိတ်လန့်တကြားနဲ့မင်းကဘသူလဲဘလို့ရောက်လာတာလဲလို့မေးလိုက်မိတယ်ရှိရလေးကတော့ရဲရဲဝုံပဲတုံ့ပြန်လိုက်ပါတယ်ရှင်ကျမကိုမသိဘူးလားဒီနေ့ကျမနဲ့အမေကိုတတ်ဖို့လူမိုက်တွေကိုလွှတ်လိုက်တာရှင်မလားလို့မေးခွန်းထုတ်လိုက်တဲ့အခါဝန်ချွမ်းဝန်ကဟန်ဆောင်ကောင်းကောင်းနဲ့ညှင်းဆိုဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့နတ်ဖျားတို့ရဲ့အစွမ်းကိုပိုင်ဆိုင်ထားတဲ့ရှိလေးကိုတော့သူ့လက်ပြလို့မရခဲ့ပါဘူးရှိလေးကဝန်ချွမ်းဝန်ရဲ့ရုပ်မာမှုတွေကိုတစ်ခုပြီးတစ်ခုဖော်ထုတ်ပါတော့တယ်ရှင်ကဧကရေဖြစ်ချင်တဲ့ရည်မှန်းချက်နဲ့အမေပိုင်ဆိုင်မှုတွေကိုလူယူဖို့ကြိုးစားခဲ့တယ်တိုင်းပြည်ကိုတစ္ဆာဖောက်ခဲ့တယ်ပို့ပြီးဆိုတာကမွေးကိစ္စကလေးငယ်တွေရဲ့နှလုံးသွေးကိုယူပြီးနတ်ဆေးဖော်ခဲ့တဲ့ရှင်ရဲ့လုပ်ရက်တွေကခွင့်လို့မရနိုင်ဘူးလို့ပြင်းပြင်းထန်ထန်ကြေညာလိုက်ပါတယ်နောက်ဆုံးမှာတော့ရှိလေးကနတ်ဖျားရဲ့နာမတော်နဲ့ဝန်ချွမ်းဝန်အပေါ်မှာရှိသမျှကုသိုလ်ရှင်ဝါတွေကိုပြန်ရုပ်သိမ်းပြီးနာကျင်မှုတွေနဲ့တေဆုံးစေဖို့နဲ့ဝိညာဉ်မှာလောင်မြိုက်စေဖို့ကျင်းစာတိုက်ကပြပြတတ်တာတရားစီရင်လိုက်ပါတော့တယ်အမောင်ထုတဲ့ကတရားစီရင်မှုပြီးဆုံးသွားတဲ့အခါရှိလေးဟာအမေထံကိုပြန်ရောက်လာခဲ့ပါတယ်တတိပြန်ရလာတဲ့ချင်းရှုကသမီးလေးကိုမြင်တာနဲ့သမီးလေးဘာမှမဖြစ်ဘူးမလားဒဏ်ရာရောရသေးလားလို့စိုးရင်တကြီးမေးရှာတယ်ရှိလေးကတော့ချစ်စပွဲတကြားလုံးလေးကိုအမေကိုပေးရင်သမီးဘာမှမဖြစ်ဘူးအမေဒီတကြားလုံးလေးစားလိုက်ရင်မနာတော့ဘူးနော်လို့နှစ်သိမ့်ပေးနေတာဟာကြည်နူးစရာမြင်ကွင်းလေးပါပဲဒါပေမဲ့အေးချမ်းမှုကခဏတာပါပဲအရှက်မရှိတဲ့ရှိဟုန်တွေကဆိုင်ရှိမှလာပြီးအော်ဟစ်ဆဲဆိုကနာမည်ဖြတ်နေပြန်ပါတယ်ရဲတခင်ကြီးကဒေါသတကြီးနဲ့ထွက်သက်ဖို့ပြင်ပေမဲ့ရှိလေးကတော့အေးစစ်စစ်ပဲအဖိုးစိတ်မဆိုးနဲ့တော့တကားဖွင့်ပေးလိုက်လို့ဆိုပြီးရှေ့ကိုထွက်လာခဲ့တယ်လူအုပ်ကြားထဲမှာဟန်ဆောင်မျက်ရည်တွေနဲ့တရုပ်ဆောင်နေတဲ့ရှိဟုန်တွေကိုရှိလေးကလူပုံအလဲမှာတဲ့အမှန်တရားတွေနဲ့ဖော်ထုတ်လိုက်ပါတယ်။မနေ့ကသမီးတို့အသက်အန္တရာယ်ကြုံနေတော့ကအဖေပါလို့လှည့်ပြေးသွားတာလဲ။မိပိုင်ဆိုင်မှုတွေကိုလိုချင်လို့ဝန်ရှိမှတ်နဲ့ပေါင်းပြီးလှုပ်ကြံခဲ့တာမဟုတ်လားလို့ရှိလေးရဲ့မိကုန်းတွေကရှိဟုန်တွေကိုအကြက်ရိုက်စေပါတယ်။အမေတက်ကိုကယ်ခဲ့တယ်ဆိုတာလဲအလိမ်ညာတွေပဲငွေလိုတိုင်းအသက်နဲ့လဲပေးမယ်ပြောပေမဲ့တကယ်တမ်းကျတော့အရင်ဆုံးထွက်ပြေးတာအဖေပဲဒီနေ့ကစပြီးသမီးမှအဖေမရှိတော့ဘူးလို့ပြက်တသားပြောဆိုပြီးနောက်လည်းမကြည့်ပဲအိမ်ထဲကိုဝင်သွားပါတော့တယ်။တခင်မလေးဆန်အိမ်ရှိမှာတော့ရှိဟုန်တဲ့ရဲ့ကောက်ကျစ်မှုတွေကိုတီးသွားကြတဲ့လူအုပ်ကြီးရဲ့ကဲ့ရဲ့တန်တွေကမိုးထီအောင်ညံသွားပါတော့တယ်ဟေ့လူကိုသားမယားဘေးတွေ့နေတာကိုအရင်ပြေးုံတင်မကဘူးခြောင်ထဲကနေချောင်းကြည့်နေသေးတာလားလို့ဝိုင်းဝန်းအောင်ဟစ်နေကြတယ်ရဲ့မိသားစုရဲ့တင်တောင်းပစ္စည်းတွေကလမ်းရှိလမ်းစာလောက်ရှိတာကိုမင်းလိုတော်တွင်းသားလူလိန်ထဲမှလာတိုးရပလေဆိုတဲ့စကားတန်တွေကရှိဟုန်တဲ့ရဲ့ရင်ဘက်ကိုလှန်နဲ့ထိုးသလိုခံစားရစီမှာအမှန်ပါပဲရှိဟုန်တဲ့ဟာအရှက်ရလုံးလို့ရောလူအုပ်ကြီးရဲ့ဝိုင်းဝန်းရိုက်နှက်မှုကိုကြောက်လို့ပါကဲကြပါဦးသူတို့ကအစိုးရအရာရှိကိုဝိုင်းရိုက်နေကြတယ်မင်းတို့ကိုထောင်ထဲထည့်ပစ်မယ်လို့အသေးအတန်အော်ဟစ်အကူအညီတောင်းပါတော့တယ်ဒါပေမဲ့ကံကြမ္မာကသူ့ဘက်မှာမရှိတော့ပါဘူးအနားမှာရှိနေတဲ့စစ်သားတွေကတော့ဒီလူယုံမာရဲ့လုပ်ရက်ကိုရွှေရှာလုံးလို့ဒီနေ့ရာသီဥတုကတာယာလိုက်တာဟိုဘက်လန်းကိုသွားစစ်ဆေးကြရအောင်ဒီလန်းကတော့ပြီးပြီလို့ပြောလိုက်ဆိုပြီးမတိကျင်အောင်ဆောင်ကရှောင်ဖယ်ပေးလိုက်ကြတယ်ဒါကိုကြည့်နေတဲ့ရဲဆန်အိမ်ကလူယုံတော်ကြီးကတော့ဝမ်းတာအားရနဲ့တခင်မလေးဒီနီလန်းကတကယ်ကိုအထက်တန်းကြပါတယ်တမျိုးလုံးကဒီလူယုံမာရဲ့အရှုပ်တော်ပုံကိုသိသွားကြပြီငါတို့ဆန်အိမ်အတွက်တော့စက်ခံမဲ့သူပေါ်ပြီးပေါ့လို့မြေးဖြစ်သူရှိလေးကိုဂုံယူစွာနဲ့ချီးကျူးလိုက်ပါတယ်ရဲဆန်အိမ်ရဲ့ဂုံဆောင်စက်ခံသူလေးဖြစ်လာမဲ့ရှိလေးဟာအခုတော့တိုင်းပညာသင်ယူဖို့စိတ်အားထက်သန်နေပါပြီဖေအဖေတိုင်းပညာကတကယ်ပဲတော်တာလားသမီးတိုင်းတင်ခြင်းလို့သူမရဲ့အဖေတစ်ကိုမေးလိုက်တဲ့အခါမှာတော့အဖေဖြစ်သူကပြုံးပြီးပင်ပန်းမှာနော်တီးခံနိုင်ပါမလားလို့စိုးရင်တကြီးမေးရှာတယ်ဒါပေမဲ့ညံကြီးရှင်မလေးရှိကတော့ရပါတယ်သမီးဒီနေ့ပဲစတင်ခြင်းပြီးလို့ဆွဲနာဘဲနဲ့ပြန်ပြောလိုက်တာပေါ့တစ်ဖက်မှာလည်းချင်းရှုဟာဒဏ်ရာရရှိနေပေမဲ့သူမကိုတစ္ဆာဖောက်ခဲ့တဲ့ရှိဟုန်တွေကိုတော့ကိုယ်တိုင်ကိုကြလက်စားချေဖို့ဆုံးဖြတ်ထားပါတယ်ဒီဒေါသကိုမဖြေဖြောက်နိုင်ရင်ရင်ထဲမှာအောက်နေလို့ပါဆိုတဲ့သူမရဲ့စကားဟာနာကျင်မှုတွေကြားကထွက်ပေါ်လာတဲ့ခံယူချက်တစ်ခုပါပဲနောက်ဆုံးမှာတော့မိဖုရားကြီးရဲ့မွေးနေ့ပွဲနေ့ကိုရောက်ရှိလာခဲ့ပါတယ်နန်းတွင်းသူနန်းတွင်းသားတွေကြားမှာရှိလေးဟာထူးခြားတဲ့လက်ဆောင်တစ်ခုကိုပြင်ဆင်ထားခဲ့တယ်ဧကရမင်းကြီးကိုအစိတ်ကာတဲ့ကြောက်စိမ့်ပြလက်ဆောင်ပေးပြီးတဲ့နောက်မှာတော့မွေးနေ့ရှင်မိဖုရားကြီးအတွက်အလှည့်ရောက်လာပါပြီးခဲ့တဲ့တစ်ခေါက်ကရွှေတွင်းပေးဘူးတော့အခုလည်းအကြီးကြီးဖြစ်အောင်ပါလားဘာပေးမလို့လဲရှိလေးလို့မိဖုရားကြီးကစိတ်ဝင်တစားမေးလိုက်တဲ့အခါမှာတော့ရှိလေးက
သူမရဲ့အိတ်ကက်ထဲကနေတကြားလုံးလေးပါလို့ဆိုပြီးထုတ်ပြလိုက်ပါတယ်အမေတို့အဖိုးတို့အဖေတစ်တို့အကုန်စားဘူးတဲ့အရန်ချူတာအမကြီးအတွက်တစ်လုံးမင်းကြီးအတွက်တစ်လုံးသမီးမခွဲခြားဘူးနော်ပြလိုက်တယ်နန်းတွင်းထဲမှာရှိသမျှအဖိုးတန်ရတနာတွေထက်ရှိရှိလေးရဲ့ဖြူစင်တဲ့စေတနာနဲ့ဒီထူးဆန်းတဲ့နက်တကြားလုံးလေးတွေကအားလုံးကိုအံ့ဩမြင်သက်သွားစေပါတော့တယ်ရှိရှိလေးရဲ့တကြားလုံးကိုအေဂရစ်မင်းကြီးစားလိုက်တဲ့အခါမှာတော့တနန်းတော်လုံးအံ့ဩတုန်လှုပ်သွားရပါတော့တယ်ဒါကတကြားလုံးမဟုတ်ဘူးနက်စေးလုံးမဲ့လို့မင်းကြီးကအားရပါရဟစ်အော်လိုက်တယ်စစ်ပွဲတွေမှာရခဲ့တဲ့ဒဏ်ရာဟောင်းတွေဟာမျက်စိရှိတင်ပျောက်ကွယ်သွားပြီးမိဖုရားကြီးရဲ့အားနည်းနေတဲ့ခန္ဓာကိုယ်ဟာလည်းပြန်လည်လန်းဆန်းလာခဲ့ပြီလေမင်းကြီးဟာဝမ်းသာလွန်းလို့ရှိရှိလေးကိုသမီးကိုဘယ်သူမှအနိုင်ကျင့်ခွင့်မရှိစေရဘူးလို့ဂတိတော်ပါပေးလိုက်ပါတော့တယ်ဒါမင်းကြီးဟာဝမ်းသာလွန်းလို့ရှိရှိလေးကိုသမီးကိုဘယ်သူမှအနိုင်ကျင့်ခွင့်မရှိစေရဘူးလို့ဂတိတော်ပါပေးလိုက်ပါတော့တယ်ဒါကိုမြင်လိုက်တဲ့ရှိဟုန်တွေကတော့အခွင့်အရေးသမားပြီးချင်းရှုစီကိုကတ်လာပြီးမိဖုရားကြီးနဲ့တိတာကိုဘာလို့ငါ့ကိုမပြောတာလဲဝင်ရှိမှန်ကိုအိမ်ခွဲထုတ်ပေးမယ်ငါတို့ပြန်ပေါင်းကြရအောင်လို့အရှက်မရှိပြောလာပြန်တယ်ဒါတင်မကသေးဘူးမိဖုရားကြီးကိုဆက်တက်တဲ့လက်ဆောင်လှဲမှာရှိဟုန်တွေကညစိမ့်ပတိကိုထုတ်ပြလိုက်ပါတယ်ဒါပေမဲ့အမှန်တရားကဖုံးဖိလို့မရပါဘူးအဲ့ဒါငါပစ္စည်းကိုယူပြီးဘာလို့လက်ဆောင်လာလုပ်တာလဲလို့ချင်းရှုကဒေါသတကြီးအော်ဟစ်လိုက်တဲ့အခါတနန်းတော်လုံးတိတ်ဆိတ်သွားတယ်မိဖုရားကြီးကိုယ်တိုင်ကလည်းဒါငါသမီးငါနှစ်သမီးလုံးကရေကန်နဲ့ပြုတ်ကြဘူးလို့ရေကြောက်တက်လို့တင်တောင်းပစ္စည်းတဲ့ငါကိုယ်တိုင်ထည့်ပေးလိုက်တဲ့ယတနာပဲလို့မိန့်ကြားလိုက်တဲ့အခါရှိဟုန်နဲ့တယောက်မျက်နှာဘဲနားထားရမှန်းမသိတော့ပါဘူးဝဲရှိမတ်နဲ့ရှိဟုန်တို့တယောက်ကိုတယောက်အပြစ်ဖို့နေကြတော့မှာပဲချင်းရှုကတော့တတိကိုငွေပြီးမိဖုရားကြီးရှိမှတူးထောက်လိုက်ပါတယ်ကျမရှိဟုန်နဲ့ကွာရှင်းခွင့်တောင်းခံပါတယ်သူကသဘောမတူပေမဲ့ဒီနေ့မှာမိဖုရားကြီးရှိမောက်မှာရှောက်တင်ရတာပါတယ်ရှိလေးကလည်းဘေးကနေအဖေစုပ်ပုတ်ကအမေကိုသူတို့မိသားစုတင်ကြိုင်ထဲမှာမြုပ်မယ်လို့တောင်ပြောသေးတာကူညီပါဦးလို့ငိုယိုပြီးပြောလိုက်တဲ့အခါမှာတော့ရှိဟုန်တွေကတော့ကွာရှင်းထားတဲ့မိန်းမကလေးတစ်ဖက်နဲ့ဘဝရှိဘယ်လိုလုပ်မလဲလို့အထင်သေးစွာပြောဆိုနေတဲ့ရှိဟုန်တွေကိုချင်းရှုကတော့တင်းငင်ပြတ်သားတဲ့မျက်မှောင်နဲ့တုံ့ပြန်လိုက်ပါတော့တယ်ကျမစိတ်မဆိုးပါဘူးဆုံးဖြတ်ပြီးသားပါတယ်ချင်းရှုဟာလွန်ခဲ့တဲ့၄နှစ်ကနာကျင်စရာအမှန်တရားတွေကိုလူပုံအလယ်မှာဖော်ထုတ်ပါတော့တယ်သူမသတိမိနေတော့မှရှိဟုန်တွေဟာကယ်တင်ရှင်လို့လိန်ညာပြီးလက်ထပ်ခဲ့တာသူမရှာသမျှငွေတွေကိုအလွဲသုံးစားလုပ်ခဲ့တာတွေမကပဲကိုဝင်ရှိနေချိန်မှာမယားငယ်ကိုအိမ်ပေါ်တင်ခဲ့တဲ့အထိရုပ်မာခဲ့တာတွေကိုအားလုံးသိသွားကြပါပြီကယ်တင်ရှင်မဟုတ်မှန်းသိသွားပြီအသက်ဘေးကြုံတော့လဲတယောက်တည်းထွက်ပြေးတဲ့ဒီလိုလူဟာဖခင်ဖြစ်ဖို့မထိုက်တန်ပါဘူးလို့ပြောလိုက်တဲ့ချင်းရှုရဲ့စကားတွေကရှိဟုန်တွေရဲ့ရင်ဘတ်ကိုဓာတ်နဲ့မှုန်းလိုက်တယ်လို့ပါပဲဒါတင်မကသေးပါဘူးချင်းရှုကသူတို့ခိုးယူပေါင်တန်ထားတဲ့လက်ပွေနှိပ်ထားတဲ့စာချုပ်တွေကိုပါတက်တဲ့အဖြစ်ထုတ်ပြလိုက်တဲ့အခါမှာတော့မိဖုရားကြီးရဲ့ဒေါသကအထုအထိပ်ကိုရောက်သွားပါတော့တယ်ရှိမိသားစုတင်ကြိုင်မိုးကျိုးပစ်ခံရတာအံ့ဩစရာမရှိတော့ဘူးပဲမကောင်းမှုတွေလှုပ်လုံးလို့အခုတော့ဝစ်လေပြီးလို့မိန်ကြရင်ချင်းရှုရဲ့ကွာရှင်းခွင့်ကိုချက်ချင်းပဲအတီးပြုတ်ပေးလိုက်ပါတယ်ရှိလေးဟာလည်းရှိမိသားစုနဲ့ဘာမှမသက်ဆိုင်တော့ပဲအမေဖြစ်သူနဲ့အတူနေထိုင်ခွင့်ရရှိသွားခဲ့ပါပြီရှိလေးကတော့ငိုနေတဲ့အမေဖြစ်သူကိုအမေမငိုနဲ့တော့နော်ရှိတယ်လေလို့ချုံမော့နေရှာတဲ့ဒီမြင်ကွင်းကကြည့်နေသူအားလုံးကိုစိတ်မကောင်းဖြစ်စေတယ်လို့တစ်ဖက်မှာလည်းရှိဟုန်တဲ့အပေါ်ဒေါသထွက်စေပါတယ်နောက်ဆုံးမှာတော့မိဖုရားကြီးကပြင်းထန်တဲ့တတိပေးချက်တစ်ခုကိုထပ်မံထုတ်ပြန်လိုက်ပါတယ်ရှိဟုန်နဲ့ငါကလည်းရှိနေဆန်အိမ်ကဆင်းသက်လာတာပဲချင်းရှုကိုအနိုင်ကျင့်တာကငါမျက်နှာကိုရိုက်တာနဲ့အတူတူပဲလို့ပြလိုက်ပါတယ်မိဖုရားကြီးရဲ့ဒေါသတကြီးကျုံးဝတန်ဟာနန်းရင်ပြင်တစ်ခုလုံးမှာဟိမ့်ထွက်သွားပါတော့တယ်ငါကမိဖုရားကြီးဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေချင်းရှုရဲ့အပေါ်မှာသူတင်မဲ့ရက်ကိုစောင့်မျှော်ပြီးတင်တောင်းပစ္စည်းတွေကိုလောဘတက်နေတဲ့ခင်မုံမျိုးရှိနေတာကိုလုံးဝသိမခံနိုင်ဘူးလို့မိန့်ကြားလိုက်တဲ့အခါရှိဟုန်နဲ့တယောက်ချင်းမကင်မိလက်မကင်မိဖြစ်သွားရပါတယ်ဒါပေမဲ့အစိုးဆုံးပြစ်ဒဏ်ကအခုမှစတာပါမိဖုရားကြီးကရှိဟုန်နဲ့ဝန်ရှိမန်းတို့ကိုတသက်လုံးမခွဲနိုင်အောင်ကျင်းစာတစ်ခုလိုအမိန့်ထုတ်လိုက်ပါတယ်မင်းကဝန်ရှိမန်းကိုဒီလောက်တောင်ချစ်နေတာဆိုတော့ချင်းရှုနဲ့ကွာရှင်းပြီးတာနဲ့သူ့ကိုမင်းရဲ့တရားဝင်စနစ်အဖြစ်မြောက်စားဖို့ငါမိန့်ထုတ်တယ်မင်းတို့နှစ်ယောက်ဟာငါရဲ့အမိန့်မရှိပဲတသက်လုံးကွာရှင်းခွင့်မရှိစေရဘူးမင်းတို့ကိုတသက်လုံးအတူတူပိတ်လောင်ထားလိုက်မယ်ပြလိုက်တယ်ချစ်လို့ပေါင်းကြတာထက်မုန်းနေရင်တောင်ခွဲခွာခွင့်မရှိပဲတသက်လုံးနာကျင်စွာအတူနေသွားရမယ့်ပြစ်ဒဏ်ကရှိဟုန်တဲ့အတွက်တော့တေတာထက်ပိုဆိုးတဲ့ငရဲပါပဲဆက်လက်ပြီးမိဖုရားကြီးကရှိဟုန်တဲ့ရဲ့ရုံမှမှုတွေကိုတစ်ခုချင်းစီရေတွက်ကတရားစီရင်ပါတော့တယ်မယားငယ်ကိုမြောက်စားပြီးမယားကြီးကိုနှိပ်စက်တာအသက်ကယ်ကျေးဇူးကိုလိန်နာခိုးမှုကျူးလွန်တာနဲ့တာမယားကိုပြစ်ပြေးတာတွေကြောင့်ရှိဟုန်တဲ့ရဲ့ယာတုအားလုံးကိုရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်ဒါတင်မကပဲသူ့ရဲ့မျိုးဆက်3ဆက်အထိအစိုးရဝန်ထမ်းလုပ်ခွင့်ကိုပါပိတ်ပင်လိုက်တဲ့အတွက်ရှိမိသားစုရဲ့ဂုဏ်တက်ဟာမြေလံဖျက်ဆီးခြင်းခံလိုက်ရပါပြီအလှည့်အပြောင်းကတော့ရှိလေးအတွက်ပါပဲရှိကိုရှိမိသားစုစရင်ကနေအပြီးတိုင်ပယ်ဖျက်လိုက်ပြီးမိခင်ဖြစ်သူရဲ့ချင်းရှုရဲ့နာမည်အောက်မှာပဲစိတ်ကြိုက်စီမံခွင့်ပေးလိုက်ပါတယ်ပို့ပြီးဂုဏ်ယူစရာကောင်းတာကတော့ရှိလေးကိုယုံအန်းဆိုတဲ့အစင်မြင့်တော်ဝင်ပွဲထူးကိုပါတိုးမြင့်ချင်းမြင့်လိုက်တာပါပဲအမှန်တရားတွေကတစ်ခုပြီးတစ်ခုပေါ်ထွက်လာခဲ့ပါပြီချင်းရှုရဲ့အသက်ကိုတကယ်ကယ်တင်ခဲ့တာဟာရှိဟုန်နဲ့မဟုတ်ပဲတနိုင်ငံလုံးကကြောက်ရွံ့ယူတည်ရတဲ့တိုက်ပွဲဝင်မင်းသားဖြစ်နေတာကိုမိဖုရားကြီးရဲ့ရှေ့မောက်မှာပဲမင်းသားကြီးဟာအားလုံးကိုအံ့ဩမြင်သက်သွားစေမဲ့ဂတိစကားကိုဆိုလိုက်ပါတော့တယ်ကျွန်တော်တစ္ဆာဆိုရဲပါတယ်ကျွန်တော်ဘဝမှာရဲတခင်မလေးတယောက်တည်းကိုပဲဇနီးအဖြစ်ထားပါမယ်မယားငယ်တွေပျော်ပါတွေလုံးဝမထားပဲရှိလေးကိုလည်းကိုယ်တိုင်မွေးတဲ့သမီးရင်းလိုစောင့်ရှောက်ပါမယ်တဲ့စစ်မြေပြင်မှာရက်ဆက်လာပါတယ်ဆိုတဲ့မင်းသားကြီးစီကဒီလိုနုညံ့တဲ့အချစ်ကလေးစကားထွက်လာလိမ့်မယ်လို့ဘသူကထင်ထားမှလဲဒီစကားကိုကြားလိုက်ရတဲ့ရှိဟုန်တွေကတော့အရှက်မရှိပဲဒေါသတကြီးနဲ့မရဘူးငါသဘောမတူဘူးသူကငါမိမပဲလို့ထားအော်ပါတော့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ချင်းရှုပြန်ပြောစရာတော့မလိုလိုက်ပါဘူးညံကြီးရှင်မလေးရှိကခါထောက်ပြီးရှေ့ကနေထွက်ကပိတ်လိုက်ပါရှင်ကဘာမို့လို့သဘောမတူရတာလဲလို့ရှိလေးကခနဲ့တဲ့မေးလိုက်တယ်သူကအ
လှလဲရှိတိုင်းလဲတက်ပတ်စံလဲအရှံပဲကျမရဲ့အဖေတစ်ကမင်းသားကြီးလေးချောလဲချောစစ်တိုက်လဲတော်တယ်ရှင်းမှာကဘာရှိလို့လဲတဲ့ကလေးမလေးရဲ့ထိမိလာတဲ့စကလုံးတွေကြောင့်ရှီဟုံနဲ့တယောက်စကားထစ်ထစ်နဲ့ဘာပြန်ပြောရမှန်းမသိတော့ပါဘူးနန်းတွင်းတစ်ခုလုံးကလည်းရှိလေးရဲ့စကားကြောင့်ရေမောတန်တွေပြန့်လွင့်သွားပြီးမင်းသားကြီးရဲ့အချစ်စစ်ကိုအားလုံးကဝိုင်းဝန်းထောက်ခံနေကြပါတယ်ချင်းရှုရဲ့မျက်ဝန်းမှာတော့ဝမ်းနဲ့ရိတ်တွေပျောက်ကွယ်ပြီးမျောလင်းချက်အစ်စ်တွေနဲ့တောက်ပလာခဲ့ပါပြီနန်းတွင်းပွဲတော်အပြီးမှာတော့ချင်းရှုဟာရှီဟုံတွေကိုနောက်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်ပါတော့တယ်ရှီဟုံနဲ့ငါရဲ့အတွင်းငါရဲ့တင်တောင်းပစ္စည်းတွေကိုအကုန်ပြန်ပေးရမယ်မင်းယူသုံးထားတဲ့ငွေစည်းရင်းတွေကိုလည်းငါအကုန်တွက်ထားပြီးပြီအခုမင်းတို့နေနေတဲ့အိမ်ကိုလည်းငွေနဲ့ဝယ်မလားဒါမှမဟုတ်ငါပြန်သိမ်းရမလားငါရဲ့ပဲအချိန်ပေးမယ်မပြီးရင်တော့မင်းနဲ့ဝယ်ရှိမှန်ကိုခိုးမှုနဲ့ထောင်ထဲထည့်ပစ်မယ်လို့ပြတ်သားစွာကြေညာလိုက်ပါတယ်တစ်ချိန်ကသူမကိုအနိုင်ကျင့်ခဲ့တဲ့သူတွေဟာအခုတော့ခြောင်ပိတ်မိနေတဲ့ကြွက်တွေလိုတုံလုံးနေကြရပါပြီအမုန်းတရားတွေပြီးဆုံးသွားတဲ့အခါမှာတော့ရက်ဆန်အိမ်တစ်ကလေးမှာနှွေးထွေးတဲ့နက်နက်ခင်းလေးတစ်ခုစတင်လာခဲ့ပါတယ်အဖေအစ်ဘာလို့ဒီလောက်စောစောရောက်လာတာလဲလို့ရှိလေးကချစ်စပွဲမေးလိုက်တဲ့အခါတိုက်ပွဲဝင်မင်းသားကြီးကပြုံးရွှင်စွာနဲ့ပေါ်လာခဲ့တဲ့ရှိကတိုင်းတင်ခြင်းနဲ့ဆိုလို့အဖေကိုယ်တိုင်လာတင်ပေးတာပေါ့တဲ့မင်းသားကြီးဟာလက်ကြီးတက်တက်လာတာမဟုတ်ပါဘူးအဝိတ်ထဲကောင်းစားတွေအဖိုးတန်ကြောက်စိမ့်တွေနဲ့ငွေကြီးမြေကွက်တွေကိုပါလက်ဆောင်ဖြစ်ယူဆောင်လာခဲ့ပြီးချင်းရှုကိုအံ့နံလိုက်ပါတယ်ဒါဟာချင်းရှုနဲ့ရှိလေးကိုတစ်သက်လုံးတာဝန်ယူဆောင်ရှောက်သွားတော့မယ်ဆိုတဲ့အချစ်စစ်ရဲ့တက်တွေပါပဲဒီအချိန်မှာပဲဆိုင်ထဲမှာကုသမှုခံယူနေတဲ့ဒဏ်ရာရနေတဲ့လူလေးစီကိုရှိလေးရောက်သွားခဲ့ပါတယ်ရှိလေးကလူငယ်လေးရဲ့လက်ကိုစုပ်ကိုင်ရင်အလှလေးကိုစိတ်မပူနဲ့တော့နွေရာသီရောက်ရင်ကိုပြန်လန်းရှောင်နိုင်မှာပါအဲ့ဒီကြရင်သမီးနဲ့အတူတိုင်းတင်ရအောင်လို့နူးညံ့စွာအားပေးနေရှာပါတယ်အမေဒီနေ့ရှိအိမ်တော်ကိုသွားပြီးငါတို့ပစ္စည်းတွေသွားယူမှာမဟုတ်လားသမီးကြီးလာပြီသမီးသွားလိုက်မယ်လို့ဆိုတဲ့ရှိလေးရဲ့စကားထဲမှာနတ်ဖျားမလေးတယောက်ရဲ့ပြတ်သားမှုတွေပါဝင်နေပါတယ်အမေဖြစ်သူချင်းရှုကလည်းသမီးလေးရဲ့အရေးချင်းကိုယုံကြည်တာကြောင့်လူယုံတော်တွေဖြစ်တဲ့နေဆောင်နဲ့ရှီယန်တို့ကိုထည့်ပေးပြီးစည်ရင်စရာတွေနဲ့အတူလွှတ်လိုက်ပါတော့တယ်ရှီအိမ်တော်တကားရှိကိုရောက်တဲ့အခါမှာတော့ရှိလေးရဲ့အမိတ်တန်ဟာဟိမ့်ထွက်သွားပါတယ်တကားဖွင့်ငါအမေရဲ့ပစ္စည်းတွေလာယူတာမြန်ဖွင့်လို့အော်ဟဲလိုက်ပေမဲ့အိမ်ထဲမှာတော့ရှီဟုံတွေကကြောက်ရွံ့တုန်လုံးနေတဲ့ကြားကဘာကြောက်နေတာလဲတကားကိုပိတ်ထားဆန်းလို့အမိတ်ပေးကခေါင်းမာနေသေးပါပဲအလှလေးကိုကတကယ်တော်တာပဲနှစ်သားလေးနဲ့စည်ရင်စာအုပ်တွေကြည်နိုင်နေဆိုတော့လို့ရှိလေးကချီကျူးလိုက်တဲ့အခါသူမဘေးမှာရှိနေတဲ့လန်ချမ်းလေးရဲ့ညံရီဟာတကယ်ကိုအံ့မခန်းပါပဲဒါပေမဲ့ရှိလေးရဲ့စိတ်ထဲမှာတော့ဆရာကြီးရှဲရဲ့မြေးလေးရှဲရန်အတွက်စိုးရိမ်စိတ်တွေရှိနေခဲ့ပါတယ်ဆရာကြီးမှာသမီးကံမပါတာတော့တကယ်ပဲပြီးတော့သူ့မြေးမှာဘေးဒုက္ခကြီးတစ်ခုကြုံရအောင်မယ်လို့ရှိလေးကတီးတိုးရေရွတ်နေခဲ့တာပေါ့မကြခင်မှာပဲနန်းတွင်းကနေမင်းသားတွေထက်တောင်အဖိုးတန်တဲ့စာရေးကရိယာတွေရောက်ရှိလာပြီး9ယောက်မြောက်မင်းသားလေးနဲ့အတူကြောင်းတက်ရမယ်ဆိုတဲ့သတင်းစကားကိုကြားလိုက်ရတဲ့အခါရှိလေးကစိတ်ထဲကနေတွေ့လာဘေးဒုက္ခကရောက်လာပြီပဲလို့မှတ်ချက်ချလိုက်ပါတယ်သူမအတွက်တော့ဒါဟာရိုးရိုးရှင်းရှင်းကြောင်းတက်ရမှာမဟုတ်ပဲတခုခုကိုရင်ဆိုင်ရတော့မယ်ဆိုတာကြိုသိနေတဲ့သဘောပါပဲတကယ်လဲကြောင်းဖွင့်ရက်မှာပဲပြဿနာကစတက်ပါတော့တယ်ဆရာကြီးရှစ်တယောက်ရောင်ရမ်းပြီးရောက်လာကစာတင်လာတဲ့တသက်မှာကြောင်းမတက်ချင်လို့အိမ်ပေါ်ကဆင်းပြေးတဲ့တပည့်မျိုးတစ်ခါမှမကြုံဘူးရက်အာသာပျောက်သွားရင်တော့ဆိုပြီးမျက်ရည်ကျကအကူကြီးတောင်းလာပါတော့တယ်ရှစ်ရက်လေးဟာကြောင်းတက်ရမှာကြောက်ပြီးထွက်ပြေးသွားတာလားဒါမှမဟုတ်ရှိလေးမြင်နေရတဲ့ဘေးဒုက္ခကြောင့်ပျောက်သွားတာလားဆိုတာဘယ်သူမှမသိကြပါဘူးနာမည်ကြီးဆရာတော်ကြီးကျရှင်ကလည်းတရားစခန်းဝင်နေတာကြောင့်အားကိုးရမဲ့နေတဲ့အချိန်မှာလူတိုင်းရဲ့အကြည့်တွေကရှိလေးစီကိုရောက်သွားကြပါတယ်တည်တယ်ဒါပေမဲ့ပြောလို့မရဘူးဆိုပြီးအတီပေါက်နဲ့ညင်းနေတဲ့ရှိလေးဟာအမေဖြစ်သူချင်းရှုကမနေ့ကသမီးတို့ကြေးပြားတွေရေတွက်တုံးကတပြားကရှက်ရန်ရဲ့ဖက်နှက်ထဲကျသွားတယ်လေလို့ပြောလိုက်တဲ့အခါမှာတော့ချက်ချင်းပဲလေတံပြောင်းသွားပါတော့တယ်ဘာပြောတယ်မြင်မြန်ရထားလုံးပြင်သမီးကြေးပြားသွားရှာရမယ်တဲ့တကယ်တော့ကြေးပြားဆိုတာကအကြောင်းပြချက်တက်ပါရှိလေးရဲ့စိတ်ထဲမှာရှက်ရန်ကိုကူညီခြင်းနဲ့စေတနာကအပြည့်ရှိနေတာအားလုံးသိပဲပေါ့ဆရာကြီးရှက်ရဲ့ရှိမှာတော့ရှိလေးကလှုပ်ဝက်ချက်တစ်ခုကိုဖွင့်ရလိုက်ပါတယ်ဆရာကြီးရဲ့မြေရှက်ရန်ကပစ္စည်းတစ်ခုခုလိုနေတာမဟုတ်ဘူးသူကဝိညာဉ်တစ်ခုအားနေနေတာပါတယ်ဆရာကြီးရဲ့ကုသိုလ်အလင်းတွေကြောင့်သာရှက်ရန်လေးအသက်ရှင်နေတာဖြစ်ကြောင်းရှိလေးကရှင်းပြလိုက်တဲ့အခါဆရာကြီးဟာမြေဖြစ်သူအတွက်မျှော်လင့်ချက်အလင်းတန်းကိုတွေးလိုက်ရတယ်လို့ပါပဲရှိလေးဟာရှက်ရန်ကိုရှာတွေ့ခဲ့ပေမဲ့ရှက်ရန်လေးကတော့သတိမရပဲဖြစ်နေရှာတဲ့အမေသမီးပဲသူ့ရဲ့ဝိညာဉ်ကိုတွားရှာပေးလိုက်မယ်အဓိကကတော့သမီးရဲ့ကြေးပြားကိုပြန်လိုချင်လို့ပါလို့ဆိုပြီးရှိလေးကဝိညာဉ်ခေါ်ဖို့ပြင်ဆင်ပါတော့တယ်။ကူညီရမှာပေါ့လို့ပြောရင်းလူကြီးတွေကိုစိတ်အေးအောင်ထားခဲ့ပါတယ်။ရှိလေးကရှက်ရရဲ့ဝိညာဉ်ကိုတွားခေါ်မယ်လို့ဆိုလိုက်တဲ့အခါနေရဲပြည်ကတရားသူကြီးတွေမှာစပင်ထောင်မတက်တုံးလုံးကုန်ကြပါတယ်။ဒီနဲ့ဆိုမလေးနောက်တစ်ခါထက်လာပြန်ပြီလားဆိုပြီးတော့ပေါ့အရင်တစ်ခေါက်လာတော့ကလည်းနေရဲပြည်ကနှိပ်စက်တဲ့ကရိယာတွေကိုကစားစရာအမှတ်နဲ့ဖျက်ဆီးခဲ့တယ်လို့မုံဟင်းကအဖွားရဲ့ဝိညာဉ်မေးစေးအိုးကြီးကိုပါဝက်ခဲ့ပူတာကိုရှိလေးကတော့ဂယုမဆိုင်ပါဘူးရှက်ရရဲ့ဝိညာဉ်ကိုမြင်တာနဲ့သူမရဲ့ထူးခြားတဲ့နီလန်းဖြစ်တဲ့6အပေါင်း6ဘလောက်လဲဆိုတဲ့အော်ဟင်မေကိုနဲ့ဝိညာဉ်ကိုနှိုးဆွပြီးလူပြည်ကိုအောင်မြင်ပြန်ခေါ်လာခဲ့ပါတော့တယ်ရှီဟုံတယ်စီကအကျွေးတောင်းရမယ့်နောက်ဆုံးရက်မှာတော့ရှိလေးဟာသူမရဲ့လူယုံတွေနဲ့အတူမင်းသမီးလေးတစ်ပါးလိုတွားရောက်ပြီးငွေပြားတစ်ပြားမကြံပြန်သိမ်းခဲ့ပါတယ်ဒါပေမဲ့သူမရဲ့စိတ်ထားကတော့တကယ်ကိုနူးညံ့ပါတယ်အိမ်ရှိကစင်းရဲသားတွေကိုမြင်တဲ့အခါပြန်ရလာတဲ့ငွေတွေထဲကနေရရရောဝင်ငှပေးခဲ့တာပေါ့ဒါကိုမြင်တဲ့မိခင်ဖြစ်သူချင်းရှုကသမီးဝေပေးလိုက်တဲ့ငွေကိုသမီးရဲ့မုံဖိုးတွေကပြန်နှုတ်မယ်လို့ပြောလိုက်တဲ့အခါမှာတော့ရှိလေးမှာငွေတစ်ပြားအတွက်နဲ့ငါငွေတွေအကုန်တော့မှာပဲဆိုပြီးလူကြီးလေးလိုညှဉ်းညူနေတာကတကယ်ကိုချစ်စပွဲပါပဲ9ယောက်မြောက်မင်းသားလေးကိုတခြားမိန်းကလေးတွေဝိုင်းကြည့်နေတာကိုမြင်တဲ့အခါရှိလေးရဲ့မနာလိုစိတ်ကငဲထိတ်တက်သွားပါတော့တယ်ဖဲကြကိုကငါဟာလို့အော်ဟစ်ပြီးလူစုခွဲပစ်လိုက်ပါတယ်ဒါတင်မကသေးပါဘူးမင်းသားလေးကိုတခြားသူကိုလက်မထပ်ပါနဲ့ဦးသမီးကြီးလာရင်ကိုလက်ထပ်မှာမို့လို့ပြောင်းပဲကမ်းလှမ်းလိုက်ပါတယ်မင်းသားလေးကလည်း
တဲ့ဒီစကားကိုသဘောကျပြီးရတာပေါ့ဟာလို့ဂရီပေးလိုက်တဲ့အခါရှိရှိလေးတယောက်ကျဉ်းနှက်သွားပါတော့တယ်ရှိရှိလေးဟာအပြင်မှာသာဆရာကြီးလုပ်နေပေမဲ့အိမ်မှာတော့ဝမ်ရဲ့အဖေရဲ့အလိုလိုက်မှုကိုအပြည့်အဝခံယူနေတာပါအမေဖြစ်သူချင်းရှုကမုံမိုတောင်းတယ်လို့ထင်ပြီးစူဖို့ပြင်းတဲ့အခါရှိရှိလေးကပါနတ်စွာနဲ့ဝမ်ရဲ့အဖေကပဲသမီးကိုဝယ်ပေးခြင်းလို့ငိုပြီးအတင်းကျွေးနေတာပါလို့လွှဲချလိုက်ပါတယ်ဝမ်ရဲ့ကလည်းသမီးတော်လေးအဆူမခံရအောင်ဟုတ်ပါတယ်ကိုယ်တိုင်ပဲအတင်းကျွေးခြင်းလို့ငိုတောင်းနေတာပါလို့ကူညီပြီးလိန်ပေးလိုက်တာကတော့တကယ်ကိုဖခင်မြတ်တာပါပဲကျောင်းတော်မှာတော့ရှိရှိလေးတယောက်တင်ချနဲ့နှပန်းလုံးနေရပါတယ်နှစ်အပေါင်းနှစ်ကိုလေးလို့ဖြေနိုင်ပေမဲ့3ပေါင်း3ဆိုတဲ့အခါမှာတော့ညံထက်မြက်တဲ့ရှိရှိလေးကထူးထူးဆန်းဆန်းအကူအညီတောင်းပါတော့တယ်သမီးလက်ချောင်းလေးတွေမလောက်လို့ရှက်ရဲရဲ့လက်ကိုခဏငါးပရစီတဲ့ဒါမှမဟုတ်ရင်လည်းဖက်ချုပ်ပြီးခြေချောင်းလေးတွေနဲ့ရေးရမလားလို့ဆရာကြီးကိုမေးလိုက်တာကတော့တချောင်းလုံးကိုရေမောစေခဲ့ပါတယ်ရှိရှိလေးအတွက်တော့တင်ချဆိုတာလက်ချောင်းခြေချောင်းတွေနဲ့တင်မလောက်ငှတဲ့အရာကြီးဖြစ်နေပုံရတယ်ဗျာအလှလေးကိုလန်ချမ်းကတော့ရှိရှိလေးအတွက်အမြဲတမ်းအားကိုးရတဲ့အရေးအာဝါဒတစ်ခုပါပဲဆော့လုံးလို့ခြေအိတ်တွေခဏခဏပျောက်တတ်တဲ့ရှိရှိလေးကိုကြည့်ပြီးငါမင်းပေးမှာအမြဲရှိနေမှာပါလို့ဂရီပေးလိုက်တာကတော့အတိတ်ဘဝကလေးကပါလာတဲ့တန်ရောစင်တွေကြောင့်ပဲလားလို့ထင်မှတ်ရပါတယ်ရှိရှိလေးကတော့ဘာပဲဖြစ်ဖြစ်ကိုရှိရင်အားလုံး okay ပဲပေါ့ရှိရှိလေးရဲ့အိမ်မက်ထဲမှာတော့လန်ချမ်းဟာအရင်ဘဝကတကူကြီးမားတဲ့အရှင်သခင်တူဖြစ်ခဲ့ပုံရပါတယ်မင်းမရှိရင်ဒီအရှင်သခင်ယာတုကဘာသုံးကြမှာလဲငါမင်းနောက်ကိုလိုက်ခဲ့မယ်ဆိုတဲ့စကားတန်တွေကအသေးနှလုံးကိုဆွဲကင်လိုက်တယ်လို့ပါပဲဝိညာဉ်ပဲပျက်စီးမင်းရှိတဲ့စီကိုအရောက်လာမယ်လို့ဂရီပေးခဲ့တဲ့လန်ချမ်းဟာဒီဘဝမှာလည်းရှိရှိလေးကိုကာကွယ်ဖို့9ယောက်မြောက်မင်းသားလေးဖြစ်ပြန်လည်ဆုံတွေ့ခဲ့တာပဲဖြစ်မှာပါအိမ်မက်ဆိုးတွေကြောင့်ထိတ်လန့်တကြားနိုးလာတဲ့ရှိရှိလေးကိုကြည့်ပြီးမိခင်ဖြစ်သူချင်းရှုရဲ့ရင်ထဲမှာဘလောင်ဆူနေပါတော့တယ်အမေရှိတယ်ဘယ်သူမှသမီးကိုထိခိုက်အောင်မလုပ်စေရဘူးလို့ချော့မြူနေပေမဲ့ချင်းရှုရဲ့အတွေ့ထဲမှာတော့ဆရာတော်ကြီးရဲ့တတိပေးချက်တွေကပဲ့တင်ထက်လို့နေပါတယ်သမီးလေးကအတိတ်ကိုမြင်နိုင်တယ်အနာဂတ်ကိုသိနိုင်တယ်ဝိညာဉ်တော်ခေါ်နိုင်နေပြီလို့တွေ့ရင်သူမရဲ့သမီးလေးဟာကဘာကြီးကိုဖျက်ဆီးမဲ့သူလားဒါမှမဟုတ်အနစ်နာခံမဲ့သူလားဆိုတာချင်းရှုစိုးရိမ်နေရှာပါတယ်ဒါပေမဲ့မိခင်မြတ်တာဆိုတာအရာအလုံးထက်ကြီးမြတ်တာမှုဘာပဲဖြစ်ဖြစ်ငါအသက်နဲ့လဲပြီးသမီးကိုကာကွယ်မဲ့ဆိုတဲ့ခိုင်မာတဲ့တဏိဌာန်ကိုချလိုက်ပါတော့တယ်အိမ်မှာတိုင်စာမပို့ဘူးလို့ဂရီပေးထားတယ်မဟုတ်လားဆရာကလူကြီးပဲပြောတဲ့အတိုင်းတီးရမယ်လေလို့ရှိရှိလေးကလူကြီးလေးလိုခါထောက်ပြီးဆရာကြီးကိုဆုံးမနေပါတော့တယ်အပေါ်ပါသွားတယ်လို့မျိုးစကားကိုလွယ်လွယ်နဲ့မဖြတ်ပါနဲ့ဦးဆိုတဲ့သူမရဲ့နှိုင်းရှင်ချက်ကြောင့်ဆရာကြီးခမမှာရေရခန့်ငွေရခန့်ဖြစ်နေရရှာတာပေါ့မင်းသမီးလေးရဲ့ဆက်မပြောပါနဲ့တော့အဖိုးကရိုက်ရင်တအားနာတာလို့ဆရာကြီးကညီးတွားတဲ့အခါရှိရှိလေးကလည်းအရှုံးမပေးပါဘူးငါအမေရဲ့ကြက်မွေးတုတ်တန်ကပူတော်ရှိသေးတယ်စပွဲကိုရိုက်လိုက်ရင်လည်းအတန်ကတအားမြည်လာလို့ဆိုပြီးသူမရဲ့အိမ်တွင်းရေးအနေရဲ့ကိုထုတ်ကြွလိုက်ပါတယ်နောက်ဆုံးမှာတော့ရှိရှိလေးကဆရာကြီးကိုစီးပွားရေးဆက်ဆံစာချုပ်တစ်ခုကန့်လန့်လိုက်ပါတယ်ဆရာကခုနကတင်ထားတဲ့ EDN လေးတွေမေးမဲ့အကုန်ဖြေနိုင်ရင်ဒီနေ့အတွက်တိုင်စာမပူတော့ဘူးဘယ်လိုလဲတဲ့လူတယောက်ကိုတေလူနီးပါးရိုက်နှက်လိုက်ရင်သူပြောတဲ့စကားတွေကနားထောင်လို့ကောင်းသွားတာကိုပြောတာလို့ရှိရှိလေးကယုံကြည်ချက်အပြည့်နဲ့ဖြေလိုက်တဲ့အခါဘေးနာကလူယုံတွေခန့်များမင်းသမီးလေးတော်ပါတော့တခင်မကြီးရဲ့မျက်နှာတစ်ခုလုံးမင်းမောင်နေပြီလို့တိုးလေးသတိပေးရရှာပါတယ်ဒါပေမဲ့ရှိရှိလေးကတော့သူမကိုသူမအဟုတ်ကြီးထင်နေတော့မှအမေကငါ့လိုထက်မြက်တဲ့သမီးရှိလို့ဂုံယူပြီးပြောနေတာပါတော့လို့ဆိုပြီးချင်းရှုရဲ့အမျက်ဒေါသကိုဂုံယူမှုဖြစ်ပြောင်းလဲပစ်လိုက်ပါသေးတယ်ချင်းရှုခများမှာတော့ရင်ထဲမှာမိတောင်ပေါက်ကွဲတော့မလို့ဖြစ်နေပေမဲ့ကိုယ်ပိုက်ထဲကထွက်လာတဲ့သမီးလေးမှုလို့ပဲအန်ဂျီတီခံရင်တေးသေးလေးငယ်သေးတယ်ငါစိတ်မဆိုးပါဘူးလို့ကိုပြန်ချော့နေရရှာတယ်ရှိရှိမင်းရှက်ရက်နဲ့အတူခြံထဲမှာတွားကစားဦးငါဆရာနဲ့စကားပြောစရာရှိသေးတယ်လို့ဆိုပြီးရှိရှိလေးကိုအဝေးပို့လိုက်ရပါတယ်ရှိရှိလေးထွက်သွားတာနဲ့ဆရာကြီးဟာလည်းချက်ချင်းပဲအသက်ရှူချောင်သွားတယ်လို့မျိုးကျွန်တော်မျိုးစကားတီးပါတယ်တိုင်စာလုံးဝမပို့ပါဘူးလို့ဂရိထပ်ပေးရှာပါတယ်ရှိရှိလေးဟာငရဲပြည်မှာပါနာမည်ကြီးခဲ့တဲ့တာမန်ကလေးမဟုတ်သူဆိုတာသူသိထားတာကြောင့်လေဒီလိုညံစမ်းတွေကိုလက်လျှော့လိုက်တာဖြစ်မှာပါအเจ้าမှာအသက်ငယ်ဆုံးဖြစ်ပေမဲ့ညံကောင်းဆုံးပဲဒါပေမဲ့အဲ့ဒီညံကကောင်းတဲ့နေရာမှာတိတ်မတုံးတာခက်တယ်လို့ဆရာကြီးကတက်ပြင်းချရင်းဆိုပါတယ်ရှိရှိလေးဟာစာတင်ချိန်ပြီးတာနဲ့တတမမင်းသားရဲ့ခေါ်ဆောင်ရာနောက်ကိုပါသွားတတ်ပြီးမင်းသားလေးရဲ့အရေးအဝါတအောက်မှာဘသူကမှသူမကိုမျက်ရည်တစ်စက်တောင်မကျစေရပါဘူးဒါပေမဲ့ရှိရှိလေးရဲ့စိတ်ကူးတွေကတော့တကယ်ကိုအမခံပါပဲငါပြောတင်လားမပြောတင်ဘူးလားတဲ့သူမရဲ့ရင်ထဲမှာမြင်တွေ့နေရတဲ့အနာဂတ်ဘေးအန္တရာယ်ကိုဘယ်လိုထုတ်ပြောရမလဲဆိုတာဝေခွဲမရဖြစ်နေတာပါရှက်ရန်ကလည်းလိမ္မာပါနဲ့စွာနဲ့တခြားနီးလန်းနဲ့တွဲဝိုက်ပြီးဥပမာပေးပြောကြည့်ပါလို့အကြံပေးလိုက်ပါတယ်အဲ့ဒီမှာတင်ရှိရှိလေးရဲ့ထူးဆန်းလာတဲ့ဥပမာကြီးထွက်လာပါတော့တယ်တကယ်လို့မနှက်ပြန်မြင်ကလေးလုံမယ်ဆိုရင်ငါကြောင်းသွားစရာမလိုတော့ဘူးမဟုတ်လားနေထွက်လာတဲ့အချိန်ကြောင်းကြီးကပြိုကျသွားရင်ငါစောစောထားစရာမလိုတော့ဘူးပေါ့ရှိရှိလေးအတွက်တော့မနှက်စောစောအိပ်ရထရတာဟာတင်းချိုင်းကူဖုံးလာဖွင့်ခံရတယ်လို့ပဲလို့တင်စားလိုက်တာကတော့တကယ်ကိုသူမရဲ့အာဘော်ပါပဲကြောင်းမတက်ချင်တဲ့ဆန္ဒကရှိရှိလေးအတွက်ပထမဦးစားပေးဖြစ်နေပေမဲ့သူမရဲ့စကလုံးတွေထဲမှာမနှက်ပြန်နေထွက်ချိန်နဲ့မြင်ကလေးဆိုတဲ့အချက်လက်တွေကတိတိကျကျပါဝင်နေပါတယ်ဘေးနာကလူကြီးတွေကတော့ရှိရှိလေးရဲ့စောစောမထချင်တဲ့ညင်းညူတန်းကိုရေမောနေကြပေမဲ့ချင်းရှုနဲ့ဝမ်ရဲတို့ကတော့ဒီစကားရဲ့နောက်ွယ်ကအန်ရဲကိုရိပ်မိသွားကြပါပြီရှိရှိလေးကတော့ကြောင်းပြိုသွားရင်အေးဝအေးရတော့မယ်ဆိုပြီးကြိုတင်ဝမ်းသာနေပုံရတယ်ဗျာသူမရဲ့ဥပမာပေးပုံကတင်းချိုင်းကူဖုံးဆိုတော့တကယ်ကိုထိမိလွန်လာပါတယ်ကြောင်းကြီးကပြိုသွားပြီလားမနှက်ပြန်စောစောထားစရာမလိုတော့ဘူးပေါ့နော်လို့မျောလင်းချက်ပြည့်နဲ့မေးလိုက်တဲ့ရှိရှိလေးရဲ့စကားကြောင့်ဝမ်တော်မှာရေရခန့်ငွေရခန့်ဖြစ်သွားရပါတယ်ရှိရှိလေးမျောလင်းတယ်လို့ကြောင်းကြီးကမပြိုတဲ့အပြင်သူမအတွက်ပူပြီးတင်းကျပ်တဲ့သတင်းစုတစ်ခုကစောင့်ကြည့်နေပါတယ်ကြောင်းသွားစရာမလိုတော့ဘူးဆိုတဲ့စကားကိုကြားပြီးရှိရှိလေးဝမ်းသာသွားမဲ့အချိန်မှာပဲဝမ်တော်ကနန်းတော်ထဲမှာပဲမင်းသားမင်းသမီးလေးတွေနဲ့အတူစာတင်ရမှာပါလို့ဆိုလိုက်တာကရှိရှိလေးအတွက်တော့မိုးကြိုးဖြစ်လိုက်တယ်လို့ပါပဲကြောင်းမသွားရပေမဲ့စာတင်ရအောင်မယ်ဆိုတော့ရှိရှိလေးရဲ့တင်းချိုင်းကူဖုံးဖွင့်ခံရတယ်လို့စောစောထရမဲ့ဝေဒနာကပျောက်ကွယ်မသွားသေးပါဘူးအဆိုးဆုံးကတော့နန်းတော်ထဲမှာဆိုရင်သူမရဲ့လန်ချမ်းနဲ့အတူစာတင်ရမှာဖြစ်တယ်လို့
အမတ်ကြီးတွေနဲ့ဧကရစ်မင်းကြီးရဲ့မျက်စိအောက်မှာတင်ရမှာကိုတွေးရင်စိတ်ညစ်နေပါတယ်ရှိရှိကကြောင်းမတက်ချင်လို့မဟုတ်ဘူးနော်တကယ်ကိုလူတွေကိုကယ်ချင်လို့ပါလို့မျက်နှာလေးချူတက်ပြီးပြောလိုက်တဲ့ရှိရှိလေးရဲ့စကားကတကယ်ကိုပြည့်ရကျွေးဝလာပါတယ်နန်းတော်တွင်မှာတော့ပညာရှိအမတ်ကြီးတွေကနိုင်ငံတော်ရဲ့ကံကြမ္မာကိုတွက်ချက်နေကြပါတယ်ရွန်ရှာနိုင်ငံရဲ့တက်တန်းဟာနှစ်တရာတောင်မကျန်တော့ဘူးဆိုတဲ့ဗေဒင်းနမိတ်ကြောင့်အရှင်မင်းကြီးခင်ဗျာထိုင်ရာကနေထွက်မိတဲ့အထိထိတ်လန့်သွားရပါတယ်ဒါပေမဲ့မျောလင်းချက်အလင်းရောင်တစ်ခုတော့ရှိနေပါသေးတယ်ပျက်စီးတော့မဲ့ကံကြမ္မာပေါ်မှာဖြာချနေတဲ့ရောင်ကြီးဟာနိုင်ငံတော်ကိုပြန်လဲကယ်တင်မဲ့သူဖြစ်နေတာပါအရှင်မင်းကြီးကျွန်တော်မျိုးရှိရှိကိုခေါ်ပြီးရွှေဝါဝါမျိုးကိုတွားပရစေလို့တတမမင်းသားကပြက်ပြက်တတရှောက်တင်လိုက်ပါတယ်ရှိရှိလေးဟာနိုင်ငံတော်ကိုအကျိုးပြုမဲ့ရောင်ကြီးဆိုတာကိုသူကအခိုင်အမာယုံကြည်နေတာပါမြို့တွေကိုဝန်ရဲနဲ့ရှိရှိလေးတို့ခြေချလိုက်တဲ့အခါမြို့ကြီးကတင်းချိုင်းကုန်းလိုခြောက်ကပ်နေပါတယ်အကြောင်းရင်းကတော့ထူဆန်းလုံးပါတယ်ငလင်ကြောင့်တေဆုံးသွားတဲ့သူတွေကနောက်တစ်နေ့မှာဒဏ်ရာမရှိဘဲပြန်ရှင်လာပြီးလူတွေကိုလိုက်ကိုက်နေကြတာပါဒါဟာတာမန်ငလင်ပေးမဟုတ်ပဲမိစ္ဆာတွေရဲ့လက်ချက်ဆိုတာအတိအကျကြီးပါပဲဒီထဲမှာမိစ္ဆာတွေအများကြီးပဲသူတို့ငါတို့ကိုခေါင်ကြတယ်လို့လူယုံတွေကထိတ်လန့်တကြားပြောနေချိန်မှာရှိရှိလေးကတော့ခက်တီတီပါပဲသူမကမိစ္ဆာတွေကိုကြောက်ဖို့နေတာသူမရဲ့ဇက်မြစ်ကိုပါထုတ်ဖော်ပြီးစိန်ခေါ်လိုက်ပါသေးတယ်ငါကငါရဲ့မိဘဘိုးဘွားတွေကိုတောင်ငိုအောင်လုပ်နိုင်တဲ့သူပဲမင်းတို့မိစ္ဆာတွေကိုမကြောက်ဘူးလားကြငါကမွေးမနေဘူးလားလာစားကြည့်ကြလေယာဒူးလည်းပြုတ်ပတ်စံလည်းမရှိတော့တဲ့ကြောက်မောင်ဟာဝန်ရှိမန့်ကိုအတင်းကျပ်ဆွဲလာရန်လာလုပ်ပြီးဒေါသပုံချနေပါတယ်ကျမကိုကွာရှင်းပေးလို့ဆိုတဲ့ဝန်ရှိမန့်ရဲ့စကားကသူ့အတွက်တော့နောက်ဆုံးတော့ရိုက်ချက်ပါပဲရှိရှိလေးကတော့ဒီမြင်ကွင်းကိုကြည့်ပြီးတက်ပြင်းချရင်ပြိတ္တကိုပြောလိုက်ပါတယ်နင်တို့ငါအမေကိုကြည်စမ်းတာမျက်စိမှာပြီးရွေးခဲ့တဲ့အဖေဆိုးပဲအခုတော့သူ့ထိုင်နေသူကံပဲကလေးတယောက်ရဲ့ပါဇက်ကထွက်တဲ့စကားဆိုပေမဲ့တကယ်ကိုအမှန်တရားပါပဲအဖေဆိုးနဲ့ဝေးရမှာတော့ချင်းရှောင်နဲ့တတမမင်းသားတို့ရဲ့မင်္ဂလာပွဲပြင်ဆင်မှုတွေကတကယ်ကိုပျော်စရာကောင်းလာပါတယ်မင်္ဂလာပွဲကိုမင်းစိတ်ကြိုက်ပြင်ဆင်တော်လို့ဆိုကချင်းရှောင်ကိုအဆအဆအရာရာအလိုလိုက်ထားတဲ့ဝန်ရဲကိုကြည့်ရင်သူတို့နှစ်ယောက်ရဲ့အချစ်ကဘယ်လောက်ခိုင်မြဲတယ်လဲဆိုတာမြင်နိုင်ပါတယ်ဒါပေမဲ့ဒီပွဲမှာအလုရှုပ်ဆုံးကရှိရှိလေးပါပဲသူမကမင်္ဂလာပွဲကိုပျော်ဖို့တင်မကပဲလက်ဆောင်ရဖို့အတွက်ပါအပတ်တကုတ်တွက်ချက်နေတာပါဧည့်သည်တော်128အိမ်လက်ဆောင်အိတ်128အိမ်မြုံမှန်းဝင်ငွေ128ကျပ်အနည်းဆုံးရမယ်ပြီးရင်တကြားလုံးတွေအများကြီးဝယ်စားမယ်ရှိရှိလေးရဲ့တင်ချစွမ်းရည်ကတော့တကြားလုံးနဲ့ပတ်သက်လာရင်တကယ်ကိုထက်မြက်လွန်းလာပါတယ်128ကျပ်ဆိုရင်ရှိရှိလေးတယောက်တကြားလုံးတွေနဲ့ပတ်ချလဲနေတော့မှတေးချပါတယ်နက်ပြည်နဲ့လူပြည်ကြားတကားပွင့်လာပြီးနက်ပြည်ကအဖိုးကြီးအဖွားကြီးတွေကရှိရှိလေးကိုအိမ်ပြန်လာခဲ့တော့လို့တစားစားခေါ်နေကြပါတယ်ရှိရှိလေးဟာနက်ဖျားမလေးတစ်ပါးဖြစ်တာကြောင့်အချိန်မရွေးပြန်သွားလို့ရပေမဲ့သူမရှိမှရှိနေတဲ့ချင်းရှောင်တဲ့ဝန်ရဲတို့ရဲ့မျက်ဝန်းတွေကသူမကိုခြေကျုံမိစေပါတယ်သမီးပဲသွားအမေနဲ့အဖေကအမြဲအားပေးမှာပါဆိုတဲ့စကားလုံးတွေကနက်ပြည်ကနက်တုတ်တာတွေထက်တောင်ပိုပြီးချုံမြင်နေတာကိုရှိရှိဆုံးဖြတ်လိုက်ပြီးရှိရှိအားလုံးကိုခွဲမသွားနိုင်ဘူးလို့ပြောလိုက်တဲ့ရှိရှိလေးရဲ့စကားကနက်ပြည်တကားကိုပိတ်ပစ်လိုက်တယ်လို့ပါပဲ